လိုမျိုးဒီဇိုင်းအလန်စားကြီး F လို့လည်းကောင်းတယ်။ချင်းချင်းဝင်းချင်နေလို့ရမယ်။ဒီကူကကြိုက်တာဒီခေါက်မှာတော့ကိုပိုင်ပဲရေကူကန်နေစင်ကြကြနေနေတဲ့သူတွေအတွက်အဆင်ပြေစီမဲ့အိမ်နဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီသားစုနဲ့အတူချန်ကျင်ဝင်းကျင်နေတဲ့သူတွေတကယ်ချင်းတွေခေါ်ပြီးတော့ပူပါတီပေးနေတဲ့သူတွေ staycation နေတဲ့သူတွေအတွက်ဆိုရင်အဆင်ပြေစေအိမ်ပဲဖြစ်ပါတယ်ဒီ area လေးကတော့ car parking area လေးပဲဖြစ်ပါတယ်မြင်တဲ့အတိုင်းပဲ car parking ကတော်တော်လေးကျယ်လို့ပြောလို့ရတယ်ဒီမှာခင်းတဲ့ကြွေပြားတွေကလည်းမိုးရဒီမှာမချောအောင်နေညှိမတက်အောင်လို့လုပ်ပေးထားပါတယ်အခုရောက်ရှိနေရတာတော့ show house လေးဖြစ်ပါတယ်အထက်ကိုလည်းကြည့်ရအောင်ဒီနေရာလေးကတော့ living room area လေးပဲဖြစ်ပါတယ် living room ကိုနှစ်ခုဆက်ထားတာဆိုတော့ဒီနေရာကတော်တော်လေးကျယ်လို့ပြောလို့ရတယ်ဒီဘက်မှာတော့ Pussy decoration ဆင်လို့ရမယ်စိတ်လေးရှိပါတယ်ဒီနေရာလေးကတော့ dining area လေးပါဒါကတော့ kitchen area လေးပါဒီ kitchen လေးကတော့ living room နဲ့ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ dry kitchen အနေနဲ့သုံးလို့ရပါတယ်ပေါ့ပပအနေနဲ့ဖြော်ရည်ရမကားတွေဖြော်တာတို့ coffee တို့မနက်စာတို့ပြင်တာတို့ဘာလို့လုပ်လို့ရမယ်နောက်ပြီးရင်ဒီအောက်ဘက်မှာဆိုရင်လည်းပစ္စည်းထည့်လို့ရမယ် storage တွေပါတယ်ဒီဘက်မှာလည်း cabinet တွေပါတယ်ဒီဘက်ပတ်လည်မှာဆိုလို့ရှိရင် kitchen က fully fitted ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘက်ပတ်လည်ကတော့အကုန်လုံးပါပြီးသားပါနောက်တစ်ခုကတော့ဒီမှာဆိုရင် slide door လေးလုပ်ပေးထားတယ် slide door လေးကဘာလို့လဲဆိုတော့ဥပဒေတွေဘာတွေလုပ်တဲ့ခါကျရင်အစားအစာတွေကိုအလွယ်တကူဟိုဘက်ဒီဘက်ပို့လို့ရအောင်ဆိုပြီးလုပ်ပေးထားတယ်နောက်ပြီးတော့ဘာဆောင်တာလေးဆိုလည်းဒီဘက်ပတ်လေးမှာလုပ်ပေးထားပါတယ်ဘာသာပုံရတဲ့ kitchen တစ်ခုရှိသေးတယ်အဲ့ဒါလည်းပြပြမယ်နော်ဒီနေရာလေးကတော့ laundry area လေးဖြစ်ပါတယ်ဒီဘက်မှာတော့ခုနကပြောခဲ့တဲ့ဘက်ဆောင်ပုံရမယ့် kitchen ဖြစ်ပါတယ်ဒီမှာဆိုရင်အနက်ထွက်တဲ့စားစာတွေလည်းချက်လို့ရမယ်ဒီမှာဆိုလို့ရှိရင်အနက်ဆုပ်တဲ့ဆက်လေးလည်းရှိတယ်နောက်ပြီးတော့တကားဖွင့်ချက်မယ်ဆိုလို့ရှိရင်လည်းချက်လို့ရပါတယ်ဒီဘက်မှာဆိုရင်လည်းမေရိုတကန်ရှိသေးတယ်အဲ့ဒါလည်းပြပြပေးမယ်နော်ဒီခန်းလေးကတော့မေရိုခန်းလေးပါဒီခန်းလေးမှာဆိုရင်တိုက်ရလေးပါတစ်ခါလေးပါပြထားပါအဲ့ဒီဘေးမှာဆိုရင်လည်းလူတယောက်သွားလို့ရမယ်အကျယ်ဝန်းနဲ့ဒီကရှောင်းလည်းရှိရဲဘုတ်ဆံမှာဆိုရင်လည်းတူတူပဲအပေါ်တဲ့လေကအောက်မှာ storage တွေထည့်ပေးထားတယ်တွေ့ပြီမှဆိုရင်တော့အိမ်ချုံနဲ့အိမ်နဲ့တွဲရပါတယ်အိမ်ခန်းလေးပါတယ်ဒီဘက်မှာတော့ corner လေးရှိပါတယ်တွေးစီရဲ့အမြင့်က double ပုံလို့ဆိုတော့7 meter လောက်ရှိတယ်ဒါကတော့အပေါ်တဲ့ living room area လေးပါပုံမှန်တဲ့အိမ်မှာဆိုရင်အပေါ်တဲ့ living room area လေးကနည်းနည်းတော့မှောင်နေဒီမှာဘာလို့နေလဲသိလားဟိုဘက်ခြမ်းမှာဆိုရင်နေရအောင်အပိတ်ကြီးလုပ်ပြီးသားမဟုတ်ပဲနဲ့မှန်တဲ့ချက်ကပြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့အလင်းရောက်ပို့ရတယ်နောက်ပြီးတော့ဒီဘက်ခြမ်းမှာလည်း burner မှန်ပြစ်ကာပြီးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်ကနေလည်းအလင်းရောက်ရတယ်ဒါဆိုရင် burner ကိုတက်ကြည့်ရအောင်ဒီဝမ်နာလေးကတော်တော်လေးကျယ်ပြီးတော့ရှူရင်းကောင်းကြည့်လို့ရမယ်ကဲဒီခန်းလေးကတော့ဒီအရင်အကျဉ်းဆုံးမာစတာဘက်ရောခန်းပဲဖြစ်ပါတယ် walking corner တက်ကြည့်လိုက်တော့ကဲတဲ့နေမှာတော့ double seat နဲ့ budget ပါတစ်ခါလေးပါပါသေးတယ်ဒါဆိုရင်အိတ်ခန်းလေးတက်ကြည့်ရအောင်ဒီညလေးကတော့ master bedroom ရဲ့အိတ်ခန်းညလေးဖြစ်ပါတယ်ဒီဘက်မှာဆိုရင်ကိုယ်ပိုင် space လေးလုပ်လို့ရမယ်
ပြီးရင်အလင်းရောင်ကောင်းကောင်းရဖို့အတွက်ကိုမှန်တဲ့ချက်ကိုသုံးပေးထားပါတယ်ဒီကနေလျှောက်လိုက်မယ်ဆိုရင်ဒီဘက်မှာဝရဏလေးတွေရှိရဲ့ဒီကောင်းလေးတန်ရဖို့အတွက်ဒီမှာညဘက်ဒီ ACC ကိုယ့်အကို AC နေလို့ရတယ်ဒီခန်းလေးကတော့ရေချိုးခန်းအင်တာတွေ့ရပါတယ်နောက်ထပ်ဘက်တော့တစ်ခန်းလေးဖြစ်ပါတယ်ဒီခန်းလေးကတော့ဒုတိယမြောက်အကျဉ်းဆုံးမာစတာဘက်တော့အခန်းလေးပါဒီခန်းလေးမှာတော့ကိုပိုင်ဝရဏလေးပါပါသေးတယ်ဒီအိမ်လုံးမှာအကြိုက်ဆုံးကတော့ဒီဦးကန်နေရလေးပါဒီဦးကန်ကဆော့ဝါတာဖြစ်သွားတာကြောင့် sensitive skin ရှိတဲ့သူတွေကလေးတွေနဲ့ chlorine နဲ့မကြိုက်တဲ့သူတွေအတွက်အထူးအဆင်ပြေပြီ။နောက်ပြီးဆော့ဝါတာက maintenance cost လောက်ရတာလေပို့ပြီးအကုန်ကျတတ်တာလေ။ဆော့ဝါတာရေဦးကန်တွေကပို့ပြီးတော့စီစီရဲ့တကယ်ချင်းကြီးခေါ်ပြီးတော့ပူပါတီပေးလိုက်မယ်ဆိုရင်တော်တော်လေးကိုမိုက်ပါဒီလိုမျိုးချမ်းကျဲဝင်းကျဲကိုမှရေကူးကန်လေးပါပြီးစိန်ကြကြနေလို့ရမယ့်အိမ်တစ်လုံးကိုဈေးနှုန်း 18.5 million ဘတ်ကနေစတင်ဝယ်နိုင်မှာပါအသေးစိတ်သိချင်တာပဲဖြစ်ဖြစ်အင်ကြည့်ချင်တာပဲဖြစ်ဖြစ်ညီမတို့ရဲ့ဟာမိုစာမြန်မာကိုတိုက်ရိုက်ဆက်သွယ်ပြီးမြတ်နိုင်ပါတယ်ချင်းပိုင်မှာအိမ်ဝင်မယ်ဆိုရင်ဟာမိုစာမြန်မာကိုသတိရလိုက်ပါ